တပတ်အတွင်းရာမညမြင်ကွင်းသတင်းစီစဉ်ကနေကြိုဆိုပါရစေမင်္ဂလာပါကိုနေဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့မွန်ပြည်နယ်မှာထူးထူးခြားခြားဖြစ်ပျက်ခဲ့တဲ့စစ်ရေးနိုင်ငံရေးလူမှုရေးတွေပါဝင်နိုင်ငံတော်ပေါ်မှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုအစရှိတဲ့သတင်းတွေကိုကျမတို့မောင်နှမနှစ်ယောက်ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်မှာစုစည်းတင်ပြပေးသွားမယ့်သတင်းကြောင်းရာတွေကပြည်တွင်းပြည်ပသတင်းဌာနတွေမှာရေးသားဖော်ပြထားတာတွေကိုလူထုတွေကြဲကြဲပြန့်ပြန့်သိရှိဖို့ကျမတို့လူမျိုးစုံချီရာမညလွတ်မြောက်ရေးစီအဖွဲ့သားတွေကကောင်းနှုတ်ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီစီဇန်ကိုလူမျိုးစုံချီရာမညလွတ်မြောက်ရေးစီ Facebook Page နဲ့ YouTube Channel မှာအပတ်စဉ်ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကြီးဟုတ်ကဲ့ပါညီမလေးပထမဆုံးအနေနဲ့အကုန်တင်ဆက်ပေးချင်တာကတော့တကြံကာလမှာအပြည့်ရက်ကြီးညာထားတဲ့စစ်ခွေးတက်တွေရဲ့လောက်ရက်တွေကိုပြောပြချင်တာပေါ့နော်မကွေးတိုင်းရေစကြိုမြို့နယ်စာတင်ကျောင်းကိုစစ်ကောင်စီတပ်က AP 12ရက်နေ့မှာ Jet Fighter 2 စင်းနဲ့ပေါင်200ဘုံနှလုံးကျဲလို့စာတင်ဆောင်တစ်ဆောင်ပျက်စီးသွားခဲ့တယ်ပြီးတော့19ရက်နေ့နေ့လယ်တုန်းကလည်းမန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်တွေကရေထွက်ကျေးရွာကိုလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေရောအရက်သားတွေရောအယောက်20ကျော်တေလို့နိုင်တော့မလို့ရသေးခင်ဒီနေ့အကိုတို့သတင်းပြောနေတဲ့ညနေမှာပဲလေကြောင်းကနေထပ်ပြီးဘုံကျဲလို့ပြည်သူတွေခမညာနေဆက်ရဘုံကိုချင်းနဲ့ပြေးမိလို့လူထိခိုက်တာတော့မရှိခဲ့ဘူးပေါ့နော်နောက်ပြီးတော့15ရက်နေ့မနက်ပိုင်းမှာလဲလက်နက်ကြီးနဲ့ပြစ်လို့ကြုံလို့မြို့နာနွားချံကုန်းရွာတဲ့ကိုစစ်ပြီးတင်းရှောင်မဲ့ကားတစ်စီးပေါ်လက်နက်ကြီးကြားရောက်ပောက်ကွဲပြီးစစ်ဆောင်အရက်သား10ဦးတေဆုံးသွားခဲ့တယ်။ဒါအပြင်ကမှကြုံလို့မြို့အနောက်ဘက်ကကမ်းမီစံပြကျေးရွာတွေကိုလည်းတိုက်ပွဲဖြစ်ပွားမှုမရှိပဲ15ရက်နေ့လယ်မှာစစ်ကောင်စီတပ်ကလေရင်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့လို့ဘုံကြီးကျောင်းတွေကကိုရင်10ပါးနဲ့ဦးစင်း2ပါးပြီးတော့အရက်သားပြည်သူ9ဦးတေဆုံးခဲ့တယ်လို့ MLA ကလည်းထုတ်ပြန်ထားတယ်။16ရက်နေ့မှာလည်းကြုံလို့မြို့တဝိုက်ကရွာတွေကိုလက်နက်ကြီးနဲ့ရောလေရင်နဲ့ပါပစ်ခတ်နေတာတွေရှိသေးတယ်။အဲ့ဒီနေ့ကမြန်မာနှစ်တစ်ကူကာလအတာတကြံအသက်နေ့ဘုံကြီးကျောင်းမှာတန်ဃာတော်တွေတက်ကြီးရွယ်တွေဒီလားစောက်တည်နေတဲ့အချိန်ကိုကျဲသွားတာအဲ့လိုဆိုတော့စစ်ကောင်စီရဲ့အပြည့်ရထုတ်ပြန်ချက်ယုံကြည်မှုမရှိဘူးလို့ပြောဆိုနေကြတဲ့အပေါ်ငင်းဆန်စရာတော့မရှိတော့ဘူးဟုတ်ကဲ့ပါကိုအေပင်19ရက်နေ့မနက်7:00နာရီတုန်းကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောကျေးရွာမှာရှိတဲ့ဘုံကြီးကျောင်းကိုစစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲတိုင်းလီနဲ့ဘုံနှလုံးလာကျဲလို့မျိုးသမီး2ဦးတေဆုံးခဲ့ပြီးတန်ဃာတွေရဲ့ကိုယ်ရင်းတွေအပေါင်းဝင်10ဦးကျော်တန်းရတာခဲ့သေးတယ်ပေါ့နော်ဟုတ်ကဲ့ညီမဆက်လက်ပြီးတော့ငញ្ញင်သတင်းကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်မတ်လ28ရက်နေ့ကပြင်းအား Richter Scale 9.9အင်အားရှိတဲ့စကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲဖြစ်ပေါ့နော်ဒီတစ်နှစ်အတွင်းမှာပြင်းအား9အထက်ရှိတဲ့ငလျင်တွေပါဝင်အကြိမ်ပေါင်း900ကျော်လှုပ်နိုင်သေးတယ်လို့ American ဘူမိဗေဒလေ့လာရေးဌာန USGS အချက်လက်တွေရသိရပါတယ်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်း April 18ရက်နေ့မနက်6:00နာရီကနေည7:00နာရီအထိငလျင်12ကြိမ်လှုပ်ပြီးတော့အင်အားအများဆုံးကပဲခူးတိုင်းထဲမှာပြင်းအား4.4နဲ့မန္တလေးတိုင်းကရင်ပြည်နယ်ကရင်ပြည်ရှမ်းပြည်နယ်တို့မှာလည်းလှုပ်ခတ်ခဲ့ပြီးတော့3ကြိမ်ကတော့စကိုင်းငလျင်ကျော်နဲ့မဆိုင်ဘူးလို့ပြောထားပါတယ်ဒီ20ရက်နေ့ကလည်း TSBN The Spirit of Brotherhood Mission ဖွဲ့ဟာစကိုင်းပြည့်ရွေကျော်တခြားငလျင်ကြီးကျော်ဖြစ်ပေါ်လာတဲ့မိုင်340ကျော်မြေအပ်ကွဲကြောင်းကိုကွင်းစင်းမှတ်တမ်းတင်နေခဲ့ပါတယ်ကွဲနေတဲ့မြေလွှာအပ်ကွဲကြောင်းဟာတပေနှစ်ပေလောက်ကနေပြီးတော့ပေ80အထိနှက်ပြီးတော့ပင်မအပ်ကွဲကြောင်းတွေဟာနှစ်ပေမှာအပြန်အပ်ကွဲကြောင်းငယ်တွေနဲ့အတူတောင်မြောက်ကွဲအပ်နေတယ်လို့ကွင်းစင်းအဖွဲ့ဝင်တယောက်တင်ထားတာလည်းတွေ့တယ်ပေါ့နော်ဒါကတော့စိုးရင်စရာပါပဲဒါနဲ့တစ်ဆက်တည်းနိုင်ငံတော်ဝန်ပြည်သူတွေထိခိုက်ဒေဆုံးမှုများခဲ့ပြီးတော့ငလျင်ဘေးဒဏ်ခံစားနေရတာကြောင့်ထုတ်ပြန်ထားတဲ့တစ်ဖက်သက်အပြစ်ခတ်ရက်စဲရေးကာလကို April 23ရက်နေ့ကနေ April 20ရက်နေ့ထိနောက်ထပ်တစ်ပတ်ထပ်တိုးမယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကပြောထားပါတယ်ဒါပေမဲ့လည်းခန့်စစ်ကနေစခန်းသိမ်းတိုက်ပွဲတချို့လည်းရှိနေပါသေးတယ်ဒီထုတ်ပြန်ချက်ထက် April 12ရက်နေ့ကငလျင်တန်သင့်ပြည်သူတွေအတွက်ထိုင်းတော်ဝင်မင်းသမီးစုံစဝါလီနဲ့ဘတ်ချရာကီတီယာပါနေယန်ဒီယာဂျေယာဝါတီတို့ဖွဲ့စည်းထားတဲ့ထိုင်းနိုင်ငံကြက်ချီနီအသင်းအောက်ကရှိတဲ့ Friends in Need Volunteer Foundation မှာတော်ဝင်ကူညီထောက်ပံ့ရေးပစ္စည်းတွေဖြစ်တဲ့အရေးပေါ်အိတ်တွေရွက်ဖြင့်တဲတွေဒိုင်ဘာတွေတခါသုံးလက်အိတ်တွေကိုဒီမန္တလေးမြို့မှာရှိတဲ့ငလျင်တန်သင့်နေရာတီးတီးမှာပြည်သူတွေကိုမျှဝေပေးဖို့ပေါ့နော်မြန်မာနိုင်ငံကြက်ချင်ရဲ့အသင်းညွှန်ကြားရေးမှူးဒေါ်မိုးတီယာဝင်းထံကိုပြအပ်ခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းအနေနဲ့ပျက်စီးဆုံးရှုံးသွားခဲ့တာနဲ့ပတ်သက်ပြီးတော့ကုန်တင်ကားစီးရေ3,2500စာနဲ့တူညီတဲ့ပျက်စီးတန်ချိန်2.5 တန်းထပ်မံထွက်ပေါ်ခဲ့တယ်လို့ကုလသမဂ္ဂရဲ့ April 14ရက်နေ့အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်လူနေအိမ်နဲ့အစိုးရအဆောက်အုံ1000ကျော်စိုးစိုးဝါးချိခိုက်ဖြစ်စီခဲ့ပြီးတော့ကျမ်းမာရေးအဆောက်အုံ128ခုထပ်မံပျက်စီးသွားခဲ့တယ်လို့ကုလကိုယ်စားလှယ်တီတွန်ကပြောပါတယ်
ငလျင်ကျောင်းလူနေအိမ်48,834 လုံးဖုန်ကြီးကျောင်းနဲ့သီလရှင်ကျောင်း3094 ခုစာတင်ကျောင်း2045ခုနဲ့ရုံးနဲ့အဆောက်အုံ2181ခုတရား148စင်စေတီပထိုး9285ခုပျက်စီးသွားခဲ့တယ်လို့စစ်ကောင်စီကလည်းပြောထားတာတွေ့တယ်ပေါ့နော်ဘယ်ကအမှန်ဖြစ်မလဲတော့ပြည်သူတွေကတော့သိဆုံးပါပဲရှင်နောက်ပြီးတော့မန္တလေးအိုးဖို့ထောင်မှာလည်းနိုင်ငံရေးအကျဉ်းသူ10ယောက်နဲ့အကျဉ်းသား10ယောက်ပါဝင်အကျဉ်းသူအကျဉ်းသားစုစုပေါင်းအယောက်30ထပ်မံတည်ဆုံးခဲ့ပြီးတော့အယောက်280ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားကုညီဆောက်ရှောက်ရေးအဖွဲ့အစည်းတွေကဧပြီ20ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ဆက်ပြီးတော့အခုအနေနဲ့မွန်တော်လိုင်းရဲ့အဖွဲ့တချို့ရဲ့သတင်းထုတ်ပြန်ချက်တွေကိုပြောပြချင်တော့နော်။မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSP area AB 19ရက်နေ့မှာတင်လာတဲ့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မှာရှိတဲ့ကမ်းနီကျေးရွာကိုစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခတ်မှုအပေါ်ဘာသာရေးအဆောက်အုံတွေစာတင်ကျောင်းတွေစေုံစည်းကမ်းတွေနဲ့နေအိမ်အဆောက်အုံတွေကိုစစ်ကောင်စီကပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ကျုံလုံးမြို့အနီးနားမှာရှိတဲ့ပြည်သူတွေအနေနဲ့တခြားဒေသကပြည်သူတွေအနေနဲ့ရောစစ်ရေးတတိနဲ့တွာလာနေတိုင်းကြဖို့တိုက်တွန်းထားတာတွေ့ရတာပေါ့နော်။ဒါအပြင်ကမှနောက်တစ်ဖွဲ့အနေနဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတဲ့အတွက်ဒေတာကန်ပြည်သူတွေအနေနဲ့စစ်ရေးသတင်းတွေနားဆွင့်ပြီးဂီယူတစိုက်နေထိုင်ကြဖို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကလည်းတတိပေးချက်ထုတ်ပြန်ထားတာတွေ့ရတာပေါ့နော်။နောက်ပြီးတော့ကရင်ပြည်နယ်နေရာအနှံ့မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအရက်သားပြစ်မှတ်တွေကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်တပ်ဖြတ်နေတဲ့အတွက်ကရင်ပြည်သားတွေနဲ့တိုင်းသားပြည်သူတွေအားလုံးကရင်ပြည်နယ်မှာခရီးမသွားလာကြဖို့ကရင်မျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်ကတတိပင်နှိုးဆော်ထားတာလည်းရှိအောင်မို့ပြည်သူတွေအနေနဲ့အရင်နှစ်တွေထပ်ပို့ပြီးတတိရှိကြပါလို့ကျွန်တော်တို့မောင်နှမကလည်းထပ်လောင်းပြောလိုက်ပါရစေ။ AP 18ရက်နေ့မှာကြာရောက်တဲ့မြန်မာနှစ်တစ်ကူနှုတ်ဆက်စကားအဖြစ်အာသိန်းစစ်ကောင်စီဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်မှုလိုအပ်တာကြောင့်စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းနေပြီးနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းကြဖို့ကမ်းလှမ်းထားတယ်လို့သူတို့ထိန်းချုပ်ထားတဲ့ဝါရပြသတင်းစာနဲ့နိုင်ငံပိုင်ရုပ်သံတွေကနေအသိပေးထားတွေ့ရတာပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးချင်းမျိုးသားတပ်ဦး CNF ပြောခွင့်ရဆလိုင်းထက်နေကစစ်အုပ်စုရဲ့နိုင်ငံရေးကမ်းလှမ်းချက်လက်တွေ့မဆန်သလိုဖြစ်နိုင်မှာမဟုတ်ဘူးလို့ပြောတယ်ပြီးတော့မွန်ပြည်သစ်ပါတီ area ပြောခွင့်ရပုဂ္ဂိုလ်နိုင်ကောင်းစကားကလည်းနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့အားလုံးကလက်ခံထားတာပေါ့နော်ဒါပေမဲ့လည်းစစ်အုပ်စုကိုအနိုင်တိုက်နိုင်မှသာနိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့ရနိုင်မယ်လို့ပြောသေးတယ်ဆက်ပြီးတော့ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရဘဒူစောတော်နီးကလည်းစစ်ကောင်ဆောင်ရဲ့အပြောနဲ့အလောက်ကစက္ကန့်နဲ့မပြတ်ကွာခြားနေတဲ့အပေါ်လူလူတွေရဲ့စိတ်ထဲယုံကြည်မှုပျောက်သွားပြီလို့ပြောလိုက်သေးတယ်ပေါ့နော်ဒါနဲ့ဆက်ဆက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီသမ္မတသူဝါလက်ရှိလာကလည်းစစ်တပ်အနေနဲ့တမိုင်းတစ်လျှောက်အကြီးမားဆုံးဆုံးရှုံးမှုတွေရင်ဆိုင်နေရပြီးနိုင်ငံတော်စစ်ကောင်စီထင်းထုတ်ထားတဲ့နယ်မြေက၄ပုံတစ်ပုံတော့မရှိတော့ဘူးလို့နှစ်သက်ကူမိတ်ခုံမှာပြောဆိုသွားတယ်ဒါအပြင်2025ခုနှစ်ဟာပြည်သူလူထုအတွက်တော်လှန်ရေးအပြီးသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်သွားနိုင်မယ်နှစ်ဖြစ်ဖို့တော်လိုင်းအင်အားစုတွေအားလုံးစားတဲ့တဘူစူးစမ်းဖို့တိုက်တွန်းထားပါတယ်နောက်ထပ်ပြီးတော့ဗောနော်အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့မြို့သားညီရဲ့အစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဟာ AB 18ရက်နေ့မနက်ပိုင်းမှာအွန်လိုင်းကနေတွေ့ဆုံပြီးအာဆီယံဥက္ကဋ္ဌနဲ့တကွအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြင့်လှုပ်ဆောင်နိုင်ရေးမြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေထိရောက်စွာပို့ဖြန့်ဝေနိုင်ရေးအဲ့ဒီကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားတယ်နောက်ထပ်တိုက်ပွဲသတင်းတွေကိုညီမကပဲထပ်ပြီးပြောပြပေးပါဦးဟုတ်ကဲ့ဆက်လက်ပြီးတိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စကိုင်းတိုင်းထဲကကောလင်ကနီနဲ့မင်းကင်းမြို့တို့ကိုလည်းဧပြီ17ရက်နေ့နဲ့12ရက်နေ့မှာစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ6ဦးသေဆုံးခဲ့ပြီးတော့30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ရွှေဘိုမြစ်ကြီးနားကားလမ်းဘေးကတဲချောင်းရွာတစ်ကြီးရွာကိုလည်းပေါင်900ပုံ3လုံးကျဲချခဲ့ရမှာဘုံနှလုံးပောက်ကွဲပြီးတော့ဘုံတစ်လုံးကတော့မပောက်ကွဲပဲကြန့်ရှိပြီးတော့နေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။တိုက်ပွဲမရှိပဲဘုံလက်ကျဲတာဖြစ်တာကြောင့်ဒီဒေသခံပြည်သူတွေလည်းရွာကနေထွက်ပြေးတိမ်းရှောင်နေရလို့သိရပါတယ်ရှင်။ဒါနဲ့ရန်ကုန်တိုင်းကသတင်းထူးတချို့ကိုလည်းပြပြပေးချင်ပါတယ်။12ရက်နေ့မနက်ပိုင်းကတောင်တကုံမြို့နယ်တောင်မြောက်လမ်းစုံမှာရှိတဲ့ရဲကင်းစခန်းကို The Black Line မျိုးပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့လက်ပစ်ပုံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ကင်းထဲကရဲ2ယောက်ထိသွားတယ်ပေါ့နော်။တေတော့မတေသွားခဲ့ပါဘူး။ပြီးတော့17ရက်နေ့ညအင်းစိန်မြို့နယ်ကလေတက်အိမ်အောင်တဲ့လိုင်းကန်ကင်းဂိတ်ကိုရန်ကုန်မျိုးပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့ Operation Frame ကလက်ပစ်ပုံနဲ့ပဲတိုက်ခိုက်ခဲ့တည်ရဲ့အိမ်မှာလည်းစစ်ခွေးကင်းဆောင်2ယောက်ဒဏ်ရာရသွားတယ်ပေါ့နော်။ထပ်ပြီးချင်းပြည်နယ်ကဝမ်းသာစရာသတင်းကတော့ဧပြီ17ရက်နေ့ကကျောင်းသားတက်မတော် ABSDF ကထုတ်ပြန်ထားတဲ့ကလေးမျိုးတောင်ပိုင်းကလေးကန်ကောလမ်းပေါ်မှာရှိပြီးတော့စစ်ကောင်စီတပ်နဲ့ပြူစောတိပူးပေါင်းတပ်တွေအခြေပြုနေတဲ့ကျန်တာရွာစခန်းကို
ABSDF အပါအဝင်ချင်းနဲ့ကလေးအခြေစိုက်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကအပြီးသက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကရုပ်အလောင်း15လောင်းနဲ့လက်နက်ခဲယမ်းအများပြားသိမ်းဆည်းရမိခဲ့တဲ့ကိုကြီး။ကရင်ပြည်နယ်မှာလည်းဧပြီ14ရက်နေ့ကစတင်ခဲ့တဲ့ကော့ကရိတ်မြောက်ပိုင်းရင်ကွဲတောင်စခန်းတဝိုက်ကကျုံတိုကော့ကရိတ်အာရှလန်တလျှောက်ကတိုက်ပွဲတွေမှာပေါ့နော်။ဧပြီ18ရက်နေ့ရောက်လာတဲ့အခါမှာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေအသုံးပြုပြီးတော့ကြေးရွာတွေအပေါ်ကိုဦးတည်ပြတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။တကြံကာလအတွင်းကျုံတိုမြို့အနီးကြေးရွာတွေနဲ့ကျုံတိုကော့ကရိတ်အာရှလန်တလျှောက်ကကြေးရွာတွေဖြစ်ကြတဲ့လေးတိုင်နွားချံကုန်းငါးတိုင်အင်းကြီးကော့ဝါလဲအုံးတပင်ကန်းနီတရက်တော်ရေဘူးစတဲ့ကြေးရွာတွေနဲ့ကော့ကရိတ်မြောက်ပိုင်းညပတိုင်ရွာကော့ကလောင်ရွာကော့ကရိတ်တောင်ပိုင်းကျိုက်တလိုက်လမ်ဖာ33စုဒေါပရန်စတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကနေ့တိုင်းကြီးပါလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတော့မှာပဲရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်မျိုးသားကာကွယ်ရေးတပ် KNDF ရဲ့အမိတ်ပေးကိုကဲမှုအောက်ကနေတိုက်ပွဲဝင်မှု SSNDF KNDF Viewer ကိုဖြစ်အရင်ကရှမ်းတောင်တပ်ရင်တွေဖြစ်ကြတဲ့အမှတ်1005တပ်ရင် SSPDF 1008တပ်ရင် SSRY SSLRU နဲ့SODF တပ်ရင်တို့ပူးပေါင်းပြီးတော့ရှမ်းတောင်မြို့သားကာကွယ်ရေးတပ် SSNDF KNDF အနေနဲ့ April 19ရက်နေ့မှာတင်နန်းဆင်းခဲ့ပါတယ်။ဟုတ်ပါပြီညီမကြီးနောက်ဆုံးအနေနဲ့ AOD တိုင်းပသိမ်မြို့ရွှေမြင့်တင်အမှတ်60အခြေခံလေ့ကျင့်ရေးကျောင်းကနေပြီးတော့စစ်ရေးတင်းမာနေတဲ့ရခိုင်ပြည်နယ်ကစစ်တွေမြို့ကို April 9ရက်နေ့နဲ့10ရက်နေ့မှာပြည်သူစစ်မှုထမ်းအပတ်စဉ်9တင်နန်းဆင်းလူငယ်အယောက်80ကိုစစ်ကောင်စီတပ်ကအရာရှိစစ်သားတချို့ကလုံခြုံရေးယူပြီးတော့ဗောနော်စစ်ကားတွေနဲ့ပို့ပေးခဲ့တဲ့တည်င်းကိုတွေ့ရတယ်ဗောနော်သူတို့တွေကိုလက်နက်တပ်ဆင်ပေးတာတော့မရှိပဲစစ်ဝတ်စုံနှစ်စုံနဲ့ပို့လိုက်တယ်လို့သတင်းကြားရတာဗောနော်နောက်ပြီးတော့မကွေးတိုင်းမကွေးအချင်းထောင်မှာအချင်းဦးစီးဝန်ထမ်းတွေနဲ့နိုင်ငံရေးအချင်းသားတွေကြားဖြစ်ပွားခဲ့တဲ့တင်းမာမှုမှာအချင်းဦးစီးဝန်ထမ်းတွေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသား2ဦးတေဆုံးသွားခဲ့ပြီးတော့9ဦးထပ်မံစေဝါကူတာမှုခံယူနေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေပြီးတော့သိရတယ်။ပြီးခဲ့တဲ့ AB 73ရက်နေ့ကမကွေးအချင်းအောင်ရှိမှလည်းဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားတာရှိခဲ့တယ်ဗောနော်။အခုတို့ပြောရနေတဲ့သတင်းရင်တွေကပြည်သူတွေအတွက်ဝန်သားစရာသတင်းတစ်ခုရှိတော့ဗောနော်ဒီကြားထဲမှာနှစ်တစ်ကူနဲ့အထိမ့်မှတ်အဖြစ်အကျဉ်းသား4893ဦးကိုစစ်ကောင်စီကလုံငိမ့်ချမ်းသာခွင့်ပြုလိုက်တယ်ညီမရေ။ဒါပေမဲ့နိုင်ငံရေးအကျဉ်းသား1ယောက်စား2ယောက်စားပဲလွတ်တယ်လို့သိရတယ်။တချို့လည်းလူငင်ချမ်းသာဝင်နဲ့ပါလာပေမဲ့အခုထိမလုံးမြောက်လာသေးဘူးလို့လည်းတွေ့ရတာပေါ့နော်။နေ့လူနေ့ပြတ်တွေမှာလူငင်ချမ်းသာဝင်နဲ့အမြောက်များပေးတာမျိုးကမြန်မာနိုင်ငံမှာအထူးဆန်းမဟုတ်တော့ဘူးပေါ့နော်။နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPP ကတော့ AP 17ရက်နေ့အထိဒေါ်ဆန်းစုကြည်အပါအဝင်ထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားဦးရေ22,189ဦးအထိရှိတယ်လို့သိရတာပေါ့နော်။ဒါတွေကတော့ဒီတစ်ပတ်တွင်မြန်မာနိုင်ငံတဝန်ဖြစ်ပွားခဲ့တဲ့သတင်းတွေကိုပြည်တွင်းပြည်ပသတင်းဌာနတွေကနေကျမတို့ကောက်နှုတ်တင်ဆက်ထားတာပါ။နောက်တစ်ပတ်တွင်မှာလည်းစိတ်ဝင်စားဖွယ်ကောင်းမဲ့သတင်းတွေကိုကျမတို့မောင်နှမ2ယောက်နဲ့အတူစောင့်မျှော်နားဆင်ပေးကြဖို့မေတ္တာရက်ခံလိုက်ရပါတယ်ရှင်။စစ်အာဏာရှင်ကြာဆုံးရေးနဲ့ Federal Democracy စနစ်ပေါ်ထွန်းလာရေးမှာလူထုတွေတက်နိုင်တဲ့ညီလန်းကနေပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်ရင်းနဲ့အခုစီစဉ်ကိုအဆုံးသတ်လိုက်ပါရစေ။